အားလုံးပဲမင်္ဂလာပါကလေးတို့ရေဒီနေ့တော့မြတ်စွာဘုရားရှင်လက်ထက်တော်ကဟောကြားခဲ့တဲ့နိဗ္ဗာန်တော်ပေါင်းများစွာတွေကစိတ်ဝင်စားစရာကောင်းပြီးလက်တွေဘဝနဲ့လည်းဆက်ဆက်နေတဲ့နိဗ္ဗာန်တော်တစ်ပုဒ်ကိုဇတ်လန်းပုံမြင်သဘောမျိုးလေးတင်ပြပေးမယ်နော်တဒါမမီတို့ရေပုံမြင်လေးမစတင်ခင်မှာမမရဲ့ channel လေးကို subscribe လုပ်ပြီးခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေနော်ဒါမှမမပုံမြင်အသစ်တွေတင်တိုင်းတဒါမမီတို့အရင်ဆုံးသိရပြီးလာနားထောင်နိုင်မှာပေါ့ကဲပုံမြင်လေးစာရအောင်နော်ဟိုးရှေးတုန်းကရေအောက်ကနဂါးပြည်မှာနဂါးမင်းကြီးနဲ့မိဖုရားကြီးတို့အတူနေထိုင်ခဲ့ကြရပါတယ်မိဖုရားဟာပညာရှိအမတ်ကြီးဝိတုရရဲ့တရားစကားတွေကိုကြားဖို့ယုံနဲ့တင်သူ့နှလုံးသားကိုရယူလို့စိပြည့်ပြနေခဲ့ပါတယ်ဒီလိုဝမ်းနဲ့စိတ်နဲ့တောင့်တနေတဲ့မိဖုရားကိုနဂါးမင်းကနှစ်သိမ့်ပေးပြီးအမတ်ကြီးရဲ့နှလုံးသားကိုရှာပုံတော်ထွက်မယ်လို့ဂတိပေးခဲ့ပါတယ်နဂါးမင်းကြီးကမာယာများတဲ့ဘလူးတစ်ပါးကိုအကူအညီတောင်းခဲ့ပါတယ်ဘလူးဟာလူအသွင်ဖန်ဆင်းပြီးပညာရှိအမတ်ကြီးဝိတုရကိုရှာဖွေဖို့တောနယ်ကြီးတွေကိုရောက်လာခဲ့ပါတယ်မကြာခင်မှာပဲဘလူးဟာအေးချမ်းစွာတရားထိုင်နေတဲ့ဝိတုရအမတ်ကြီးကိုတွေ့ရှိသွားခဲ့ပါတယ်ဘလူးဟာသူ့ရဲ့ပုံစံအတိုင်းပြောင်းလဲပြီးအမတ်ကြီးကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်ဘီလူရဲ့လက်ထဲမှာပါလာပြီးမဲ့အမတ်ကြီးကတော့ကြောက်ရွံ့ခြင်းမရှိပဲတည်ငြိမ်နေခဲ့ပါတယ်။အိုးအဆွေမင်းဟာငါ့ကိုဘယ်စီခေါ်ဆောင်သွားမှာလဲ။မင်းလိုချင်တာကိုသာပြောပါ။ဘီလူကအမတ်ကြီးရဲ့နှလုံးသားကိုရယူမဲ့အကြောင်းပြောပြလိုက်ပါတယ်။အမတ်ကြီးကတော့မေတ္တာပြည့်နဲ့ပြန်ပြုံးပြပြီးအသက်ကိုမငဲ့ကွက်ပဲပညာနဲ့တရားရဲ့တန်ဖိုးကိုရှင်းပြပေးခဲ့ပါတယ်။ဝိတုရအမတ်ကြီးဟာတရားနဲ့အမှန်တရားကိုဘလူးကိုဟောကြားခဲ့ပါတယ်။အိုးဘီလူမင်းဟာငါနှလုံးသားကိုယူခြင်းနဲ့ဆိုရင်တော့ငါရဲ့အသိဉာဏ်ငါရဲ့ပညာငါရဲ့တရားတွေကပိုးပြီးတန်ဖိုးရှိပါတယ်။ဒါကြောင့်ငါမသေးခင်ဒီအဖို့တန်ပညာတွေကိုမင်းကိုပေးခဲ့ခြင်းနဲ့အမတ်ကြီးဟာဒုစရိုက်10ပါးနဲ့သူစရိုက်10ပါးကိုအကျယ်တဝင့်ဟောကြားပြခဲ့ပါတယ်။တရားစကားတွေကိုကြားနာပြီးနောက်ဘီလူးဟာလည်းအသိဉာဏ်ပွင့်လင်းသွားပြီးအမှန်တရားကိုသိမြင်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘီလူးကအမတ်ကြီးရဲ့နှလုံးသားကိုမယူတော့ဘဲလေးစားစိတ်တွေဖြစ်ပေါ်လာပြီးအမတ်ကြီးကိုနဂါးပြည်မှာတရားတွေဆက်ဟောခွင့်ပေးခဲ့ပါတယ်။နဂါးပြည်သူအလုံးဟာဝိတုရရဲ့တရားတွေကိုနာယူပြီးတရားကျင့်ကြံသွားကြပါတယ်။ဒါကြောင့်ဒီဇတ်တော်ဟာပညာနဲ့ဉာဏ်ပညာရဲ့တန်ဖိုးကိုသာမကတရားဓမ္မတွေရဲ့စွမ်းအားကိုလည်းထင်ထင်ရှားရှားပြသနေပါတယ်ကလေးတို့ကဲဒီပုံမြင်လေးနားထောင်လို့ကောင်းတယ်ဆိုရင်နောက်တဲ့စိတ်ဝင်စားစရာပုံမြင်ကောင်းလေးတွေမိမိပြောပြဖို့ပြင်ဆင်ထားပါအောင်မယ်နော်တသားမိမိတို့အားလုံးဆက်လက်စောင့်မျှော်ပေးကြပါအောင်လို့ပြောရင်ဒီနေ့ပုံမြင်လေးဒီမှာပဲနားကြစို့ကွယ်